မင်္ဂလာပါခင်ဗျာကျွန်တော်တို့ကောက်အိုးစုအသစ်လဲတဲ့အခါအရင်ဆုံးထည့်တဲ့ acid level ကိုသတိထားထည့်ရပါတယ်လိုရာထက်များသွားတဲ့အခါ acid ရှမ်းကျလာတတ်တယ်လို့လိုရာထက်လျော့သွားရင်လည်း acid အမြန်ခံတဲ့ပြဿနာရှိလို့ပါနောက်တစ်ခုသတိထားမှာကတော့ခဲတိုင်တွေကိုတက်တဲ့အခါတေချာစနစ်တကျတက်ဆင်ဖို့ပါအကယ်၍များအဲ့ဒီနေရာမှာတေချာမစစ်ဆေးလိုက်မိဘူးဆိုရင်ကားကအာဝင်တဲ့အခါခဲတိုင်ပူပြီးအိုးကွဲတာနောက်ခဲတိုင်အေးပြောတာတွေဖြစ်နိုင်လို့ပါခင်ဗျာဘက်ထရီကိုကားမှာအပေါင်းတို့တေချာစစ်ဆေးတက်ဆင်ပြီးရင်အရေးကြီးဆုံးစစ်ဆေးရမယ့်တစ်ချက်ကျန်ပါသေးတယ်အဲ့ဒါကတော့ကားကအားပြန်ဝင်ဆိုတာပါပဲလက်ရှိဥဒ္ဓမှာရှိတဲ့အားကအဆစ်နဲ့ပလိတ်ပြားတက်ပြုတ်ပြီးထွက်လာတဲ့အားဖြစ်ပါတယ်သူ့ကိုဘိုးအားတည်နေမှုဆိုရင်အားပြန်ဝင်ဖို့လိုအပ်ပါတယ်အားပြန်ဝင်ရင်ကားကအသုံးပြုရင်ထိုးရက်သွားနိုင်လို့အိုးတစ်ကိုအာမသွင်းမဲ့အခန်းအောင်အသုံးပြုမိရဲ့အတွက်အိုးအပြက်ညံ့နိုင်ပါသေးရဲ့ခင်ဗျာ